ပညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့အခါကျတော့သူများတဲ့အကျိုးကြောင့်ပိုသိတယ်လာပြီးတော့ပြန်ပြီးတော့ခေါင်းငါစာပြန်ကောက်တော့မယ်နော်အကြောင်းအကျိုးပိုသိတယ်အကြောင်းအကျိုးပိုသိတော့အကြောင်းကိုပိုသိတော့အကျိုးကိုဆင်ခြင်နိုင်တယ်တခုတည်းကျွန်တော်ပြောအတွေ့အကြုံနဲ့အကြောင်းပြောကျွန်တော်ထိုင်ငယ်ငယ်ကတွေ့ဘူးတဲ့စာကျွန်တော်ကတောင်တွင်းကြီးရပါတောင်တွင်းကြီးရဲ့တောင်ဘက်မှာဆက်သွားဆိုတဲ့ကားအဲ့ဆက်သွားတဲ့တောင်တွင်းကြီးလာတဲ့ကားရှိတယ်စစ်ပီးစားပါအဲ့မှာကလေးတယောက်ကတော့ဟိုးဆက်သွားရဲ့အရှိဘက်ကတော်ကြည့်လိုက်ကကလေးသူကမြို့ကိုလိုက်လာတယ်မိဘတွေနဲ့သူလိုက်လာရင်ကနေပြီးတော့မှအုတ်ထုပ်ကလေးဆောင်းထားတော့အုတ်ထုပ်ကဘုံဆိုလေလွင့်ပြီးတော့မော်တော်ကားပေါ်လေလွင့်ကြတာသူ့အုတ်ထုပ်ကောက်ချင်လို့မလို့ကားပေါ်ခုံးစင်းတာသူကလှဲထင်နေတာသေရောနေရတယ်ဒီကားဒီလိုပြုနေစက်အတွေ့အကြုံသူမသိဘူးမိဘကနေအတွေ့အကြုံသိတဲ့မိဘကနေဆွဲဖို့အချိန်မရလိုက်ဘူးခိုင်းချင်သေရောအဲ့တော့အတွေ့အကြုံစာဘလောက်ကြောက်ဖို့ကောင်းလဲအဲ့ဒီအတွေ့အကြုံကိုပြန်ပြီးသင်ပေးတယ်လို့မရှိရင်သေတောင်သေတတ်တယ်ပြောတာအခုဒါကြောင့်မလို့သေတာတွေအများကြီးဖြစ်နေတယ်ပေါ့ဥပမာဆိုရ AIDS တို့ခုနာမည်ကြီးနေ HIV တို့ AIDS တို့စာတွေကအဲ့အများကြီးသေနေတယ်အများကြီးဖြစ်နေကြတာပဲခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီဈေးကွက်ဆိုတဲ့ channel ထဲမှာကျွန်တော်ဒါတွေရေးနေရတယ်ဘာလို့ဆိုဘယ်လိုကုရမှလည်းမသိဘူးဘယ်လိုကုနာမှကုမှလည်းမသိဘူးဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဘူးဟုတ်လား ARD ဆိုစီရှိတယ်ဆိုလည်းသူတို့မသိဘူးဒါပြောချင်တယ်ဒီဗျာခေါင်းတော့ဗျာပညာသည်ပြင်နေအသက်ကိုညံဆောင်တယ်အဲ့ညံကိုထိန်းကွပ်ထားတာပညာဒါကြောင့်ပညာသင်ရတယ်ပညာဆိုတာဘာလဲအကြောင်းကိုသိခြင်းအဲ့အကြောင်းကိုသိအောင်ဘာလို့ပညာသင်ပေးရတယ်ဘယ်သူကသင်ပေးလဲမိဘကသင်ပေးတယ်နောက်ဘယ်သူကသင်ပေးလဲဆရာကသင်ပေးတယ်ပညာသင်တယ်ဆိုတာဘာလဲပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းဒါပညာသင်ပေးတာပဲရတယ်နော်ကောင်းပြီကျွန်တော်ဆက်ကြအောင်လို့